မင်္ဂလာပါမိကွန်းလေးတွေအကြောင်းဆွေးနွေးကြရအောင်အရင်ဆုံးပယင်းကယ်စ်ဘူးကိုယူပြီးလောင်းထည့်လိုက်ပါပြီးရင်ဖရဲသီးရဲ့တစ်ဖက်ဆလုံးကိုပြလိုက်ပါပြီးရင်ပယင်းကယ်ဘူးကိုဖိလိုက်ပါပြီးရင်ဖရဲသီးထဲကထုတ်ပြီးအဝိုင်းသေးသေးလေးတွေပြီးလိုက်ပါပြီးရင်ဒီအပေါက်လေးကိုထိုးဖောက်လိုက်ပါဖရဲသီးတန်ဟူလူသုံးတစ်တစ်အရင်ဆုံးပယင်းကယ်စ်ဘူးကိုယူပြီးလောင်းထည့်လိုက်ပါပြီးရင်ဖရဲသီးရဲ့တစ်ဖက်ဆလုံးကိုပြလိုက်ပါပြီးရင်ပယင်းကယ်ဘူးကိုတိတ်လိုက်ပါပြီးရင်ဖရဲသီးထဲကထုတ်ပြီးအဝိုင်းလေးတွေယူလိုက်ပါပြီးရင်ဒီတော့ကိုထိုးဖောက်ပြီးတကြားကိုတဲ့အိုးထဲမှာပြုတ်လိုက်ပါပြီးရင်ရေထည့်ပြီးရေထဲထည့်လိုက်ပါပြီးရင်ဖရဲသီးရေထဲတော့ကိုရေအေးနဲ့ဖုံးအုပ်ပြီးစားလိုက်ပါအရင်ဆုံးပယင်းကယ်စ်ဘူး